ကန်ဆာယောဂရှင်အင်္ဂလန်ကန်နဝင်းကစားသမားနဲ့နီးပြကီဗင်ကီကန်ကွယ်လွန်အင်္ဂလန်သင်းကောင်းဆောင်တဲ့နီးပြဟောင်ဖြစ်တဲ့ကီဗင်ကီကန်ကယမန်နေ့ကကွယ်လွန်သွားတယ်လို့သိရပါတယ်။အသက်85နှစ်ရှိပြီဖြစ်တဲ့ကီကန်ကမိမိအနေနဲ့ကန်ဆာယောဂအဆင့်၄ကိုခံစားနေရလို့ပြောကြားအပြီး9ပတ်အကြာမှကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ကီကန်ဟာအင်္ဂလိပ်အောင်မြင်ဆုံးကစားသမားတွေကတယောက်ဖြစ်ခဲ့ပြီးသူ့ရဲ့ကစားသမားဘဝကိုစကန်သော့လီဗာပူးဟမ်ဘတ်ဆောက်သတန်နဲ့နယူကာဆယ်အသင်းတွေမှာဖြတ်သန်းခဲ့ပူပါတယ်။၎င်းဟာနယူကာဆယ်ဖူဟန်အင်္ဂလန်နဲ့မန်စီးတီးအသင်းပြတွေဖြစ်လဲဆောင်ရွက်ခဲ့ပါတယ်။ကီကန်ဟာဇွန်လကကန်ဆာယောဂအဆင့်၄ခံစားနေရတယ်လို့ဖွင့်ဟခဲ့ပြီးကန်ဆာဆဲတွေကခန္ဓာကိုယ်အနှံ့ပြန့်နှံ့နေကြတာဖြစ်ပါတယ်။အင်္ဂလန်သင်းပါဝင်ကီကန်ရဲ့ကလပ်ဟောင်းတွေကဝမ်းနည်းကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။အင်္ဂလန်သင်းကစက်တင်ဘာလ26ရက်ဝမ်ဘလီမှာစပိန်နဲ့ကစားရမယ့် Nation League ပွဲမှာကီကန်ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ဖို့ရှိနေပါတယ်။ကီကန်ဟာလီဗာပူးနဲ့6နှစ်ကြာကစားသမားဘဝအောင်မြင်ဆုံးဖြစ်ခဲ့ပြီးအမတ်ပေးချန်ပီယံ3ကြိမ်၊ယူရိုပီယံကပ်ချန်ပီယံလိနဲ့ FA ကပ်1ကြိမ်စီ UEFA ကပ်2ကြိမ်စုခုခဲ့ပါတယ်။၎င်းဟာ1988 1989ခုနှစ်တွေမှာလည်းဘောလုံးတော်စုကို2နှစ်ဆက်တိုက်စုခုခဲ့ပါတယ်။အင်္ဂလန်သင်းအတွက်1982ခုနှစ်ကနေ1982ခုနှစ်အကြာ10နှစ်ကြာကစားခဲ့ပြီး63ပွဲမှာ21ဂိုးသွင်းယူခဲ့ပါတယ်။အင်္ဂလန်သင်းတင်ပြဖြင့်1996ခုနှစ်ဖေဖော်ဝါရီလကနေ2000ပြည့်နှစ်အောက်တိုဘာလအထိဆောင်ရွက်ခဲ့ပါတယ်။